ဒီပစွန်စိတ်ကောင်လေးကတော့တစ်တီးယိုတွေနဲ့ပေးကျန်းနေတာကိုပဲအကောင်းဆုံးလို့ထင်နေပုံပါပဲတောထဲကိုအရှိန်နဲ့ပြေးဝင်သွားပြီးတစ်ကိုင်းမှာချိတ်မိတာကတော့မဆန်းပါဘူးဖားတစ်ကောင်ကလမ်းပိတ်ထားလို့သာရက်သွားတာသူကလည်းမှန်တစ်ချက်လိုပဲဆိုတော့ဖားနှစ်ကောင်ပိုးကောင်လူနေတာကိုလိုက်တူခိုးနေပြန်ရောဖားတစ်ကောင်ကသူ့ပါဆက်ကိုပိတ်ညစ်လိုက်ပြီးနောက်တစ်ကောင်ကလေတွေမှုတ်သွင်းလိုက်တဲ့အခါမှာတော့ယိုတွေပေနေတဲ့ပူပေါင်းတစ်လုံးလိုလွတ်ထွက်သွားခဲ့ပါတယ်မြေကြီးပေါ်ပြန်ကျလာတဲ့အချိန်မှာသူ့ရဲ့အယောင်တွေအားလုံးပျောက်ဆုံးသွားပြီးဖားတွေကတော့သူ့ကိုကြည့်ပြီးရေမောနေကြတာပေါ့စိတ်တက်ကြပြီးအယောင်မိန်နေတဲ့ဒီအကောင်လေးဟာပန်းတွေကြားထဲမှာပုံးရှိုးကွယ်ရှိုးနဲ့မီလီယံမျိုးသမီးလေးတစ်ကောင်ကိုနောက်ယောင်ခံလိုက်နေမိတယ်။နွယ်ပင်တိုင်းတက်သွားပြီးအပင်ထိပ်ဖျားကိုရောက်တဲ့အခါမှာတော့ထူးဆန်းတဲ့အဖွဲ့အစည်းတစ်ခုနဲ့တွေ့လိုက်ရတယ်။အင်းဆက်တွေကိုกินနေတဲ့စပိုမှုတစ်ယောက်နဲ့သူ့ထက်အယောင်ပိုဆိုတဲ့ပကြီးဆရာတစ်ယောက်တို့ရှိနေကြတာပါ။ဒီဇက်လိုက်လေးကလည်းသူတို့နဲ့အံဝင်ခွင်ကြဖြစ်အောင်အယောင်ပြောင်းမှုစူးစမ်းပေမဲ့အားဆိုင်လုံးလို့လေလည်မိသွားတာကလွယ်ရင်ဘာအယောင်မှမထွက်လာခဲ့ပါဘူး။အားလုံးကလည်းသူ့ကိုဝိုင်းရကြတာပေါ့။ဒါပေမဲ့လက်မလျှော့ပဲအလင်းရောင်တောက်ပါတဲ့ပိုးကောင်လေးတစ်ကောင်ကိုဖမ်းပြီးမပြောဖက်ပေါ်မှာအရေးရုပ်သေးပွဲလေးလုပ်ပြလိုက်တယ်။ထူးဆန်းစွာနဲ့ပဲပရိသတ်တွေကသူ့ရဲ့လက်လုံးရုပ်သေးတွေကိုသဘောကျသွားပြီးသူလည်းအယောင်သွေးတွေတောက်ပလာခဲ့ပါတယ်။ပထမဆုံးအကြိမ်ဖြစ်လက်ခုပ်တံတွေရလိုက်တာကတော့ကိုပိုင်ရည်ချင်းမရှိရင်တော့အလင်းရောင်နဲ့လေလေပြတာမျိုးကအဆင်ပြေနိုင်နေဆိုတာကိုတက်တည်ပြလိုက်တာပါပဲ။